ဒီနေ့မှာယုံတကောင်ကသူပဲလောက်မြန်ပြေးနိုင်တယ်ဆိုတာကြွားလုံးထုတ်တယ်နေလွန်သောကြောင့်လက်ကိုရင်မောနေ၏ယုံဤအံ့အားသင့်မှုများစွာဖြင့်လက်ကားသူကိုပြိုင်ပွဲတစ်ခုသို့စိန်ခေါ်ခဲ့သည်ယုံကားတာကအာတာတစ်ခုလိုထင်ပြီးစိန်ခေါ်မှုကိုလက်ခံလိုက်တယ်ဒီခွေသည်ပြိုင်ပွဲဤထိုင်းလူကြီးဖြစ်ရမည်အပြေးပြိုင်စားပြူလာသည်နှင့်အမျှယုံသည်လူတိုင်းထင်ထားသည့်အတိုင်းလေးရှိသို့ပြေးသွားခဲ့သည်ယုံသည်လမ်းတစ်ဝက်သို့ရောက်ပြီးလက်ကိုမြည်သည့်နေရာတွင်မှမမြင်နိုင်ပြီးပူပြီးမောပန်းနေတာကြောင့်ရပ်ပြီးခဏလောက်အိပ်ဖို့ဆုံးဖြတ်လိုက်တယ်လက်ကားသူကိုကြော်သွားရင်တောင်းသူရှိကပန်းတိုင်ကိုပြေးနိုင်မှာပါထို့အချိန်တွင်လက်သည်တည်လန်းပြီးတည်လန်းလျှောက်လာခဲ့သည်သူပဲလောက်ပူပင်ပန်းနေပါစေဘယ်တော့မှနှုတ်မဆက်ဘူးသူပဲဆက်သွားခဲ့တယ်သို့တော်ယုံသည်သူထင်သည်ထပ်ဖို့အိတ်ကာနိုးလာသည်လက်ကိုပဲမှမမြင်နိုင်သူသည်အဆုံးစီးသို့အရှိန်အပြေးဖြင့်လျှောက်သွားခဲ့တော်လဲထိုနေရာတွင်စောင့်နေသောလက်ကိုတွေ့ခဲ့သည်